ကျွန်တော်တို့မီဂါမိန်ရီယာစိတ်ရောက်ရှိနေရတော့ဘုံမင်းအောင်လမ်းနဲ့အထက်ပန်းစိုးတန်းလမ်းတောင်းမှာရှိတဲ့အာထရန်ကွန်ဒိုပဲဖြစ်ပါတယ်ခင်ဗျာဒီအာထရန်ကွန်ဒိုဟာဆိုလို့ရှိရင်ကျွန်တော်တို့မှာတကယ်ကိုကျယ်ဝန်းတဲ့ရုံးကားမဲ့ဖွင့်ဖွင့်เนาะအားကစားကွင်းမဲ့ဖွင့်ဖွင့်ဘောလုံးကွင်းမဲ့ဖွင့်ဖွင့်အရန်ကိုကြီးတဲ့ခါမကြီးတစ်ခုရှိပါတယ်အဲ့ဒါတော့ square feet 3000ရှိပါတယ်ခင်ဗျာတစ်လွှာအောင်3000နဲ့နှစ်လွှာအောင်6000ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒါကိုငှားဖို့အတွက်ကိုเนาะ customer များတို့ရှိပါတယ်ခင်ဗျာအဲ့တော့အငှားသူများလည်းတွေ့သွားအောင်ကျွန်တော်တို့ဆက်သွယ်လို့ရအောင်ဝိုင်းပြီးတော့လည်း share ပေးကြပါအောင်ခင်ဗျာဒီအဓိကဒီကွန်ဒိုကြီးဖြစ်ပါတယ်ခင်ဗျာတကယ်ကိုရန်ကုန်မြို့ရဲ့အချက်ချတဲ့နေရာမှာတည်ရှိပါတယ်ခင်ဗျာเนาะဒါဆိုလို့ရှိရင်ရွှေတုံများ view လည်းရတယ်เนาะ CD view လည်းရတယ်အကုန်လုံး view တလိမ့်ဆိုင်အောင်မှာ view လို့ရပါတယ်ခင်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်စိတ်ဝင်စားလို့ရှိရင်ကျွန်တော်တို့နဲ့ဆက်သွယ်ရပါခင်ဗျာအငှား1 square feet square 900 ဈေးနှုန်းကိုကျွန်တော်တို့ Facebook မှာတင်ထားပေးပါမယ်စိတ်ဝင်စားတဲ့လူတွေအကုန်လုံးလာရောက်ပြီးကြည့်ရှုကြတယ်ဆိုတော့ကျွန်တော်မီဂါမေးရီယာစိတ်နဲ့ဆက်သွယ်ပြီးလုပ်လို့ရပါတယ်ရုံးကန်းနေရာကြီးကတော့ square feet တစ်လွှာ3000ပေါ့နော်နှစ်လွှာဆို6000ရှိပါတယ်အဲ့ဒါကိုတဝက်လိုချင်တဲ့1000ခွဲကိုငှားချင်တယ်ဆိုတော့ရပါတယ်ခင်ဗျအောက်မှာဆိုလို့ရှိရင် City Mart တို့เนาะတကယ်ဂျိုးမဘန်တို့အကုန်လုံးလည်းရှိတယ်เนาะအဲ့ဒီကန်တော်ကြီးနဲ့လည်းနီးတဲ့တကြောင်ရုံးလုံးနေနဲ့လည်းပြင်ပန်းနဲ့ဆိုလို့ရှိရင်လမ်းလျှောက်သွားလို့ရပါတယ်ကဲအငှားရောက်လာပါပြီဒီမှာကျွန်တော်တို့ငှားမဲ့တူလားဟုတ်လားကဲမင်္ဂလာပါကဲဘယ်သွားမှာလဲပြောဒါကျွန်တော်တော့မကြခင်အငှားရမှာဒါ future customer တွေပဲဖြစ်ပါတယ်ခင်ဗျဒီကတော့9စင်းပါပါတယ်เนาะအဲ့တော့ရုံးတက်ဆင်းအတွက်လည်းတိတ်ပြီးတော့ပူစရာမလိုဘူးเนาะ24နာရီเนาะကပတ်လုံး security system လည်းရှိတယ်เนาะနောက်တော့ clear မီးပေးတဲ့ system လည်းရှိပါတယ်ခင်ဗျာเนาะနောက်တော့24 hour service လေး lobby public area တို့တထားရှိထားပါတယ်မီးအန်ရဲ့အတွက်သတိပေးတဲ့ကာကွယ်ရေးစနစ်များလည်းပါရှိတယ်မီးသက်ဆေးဘူးများမီးသက်ပိုက်လိုင်းများအထွာတိုင်းတက်ဆင်လာတဲ့ကြောင့်အရန်ကိုမီးသက်နဲ့ပတ်သက်လို့လည်းစိတ်ချပါတယ်ငရင်တန်အောင်လည်းကာကွယ်နိုင်အောင်ငရင်တန်ကာကွယ်နိုင်တဲ့ပါစံလုံးစားထားတဲ့ဒီအောင်လည်းတိဆောက်ထားတဲ့ကွန်ဒိုတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီမှာဓာတ်တွေက2စီးရှိတယ်နောက်တော့ဟိုဘက်မှာလည်းဓာတ်တွေကအားလုံးဓာတ်တွေက5စီးနဲ့ဒီ office ရုံးခန်းကိုတက်လို့ရတဲ့စီစဉ်ပါပါတယ်ကားပါကင်ရတယ်2လွှာမှာရှိတာဖြစ်ပါတယ်ရှုခင်းရဆိုတဲ့အရန်ကိုလှတယ်ဒီမှာခလေးကန်ရှိတယ်ဒီမှာလူကြီးကန်ဒီခုတွေနဲ့ရွှေကုန်းဖျားကြီးကျွန်တော်တို့ဟိုအရန်ညက်တော်ထားရတယ်ရွှေကုန်းဖျားကြီးကိုလည်းဖူးပြီးတော့ကြည့်လို့ရတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဒီခုကန်ကလည်းအရန်ကိုတန့်ပြတ်ဒါ relaxing area ပါခင်ဗျာเนาะဒီမှာဖြစ်ဝေးခြင်းရှိတယ်ရေကူးကန်ရှိတယ်နောက်ပြီးတော့ဟို coffee တောင်းနေရတယ်လည်းရှိပါတယ်နော်ဖြစ်ဝေးခြင်းကလည်းတကယ်ဟိုstandard မြင့်တဲ့ခြေတစ်ခုအနေနဲ့ဒီဆောက်ထားတာဖြစ်လို့ကြောင့်ဒီမှာနေတဲ့လူတွေဒီမှာလုပ်တဲ့လူတွေအတွက်လည်းအများကို relax ဖြစ်တဲ့ခြင်းတစ်ခုဖြစ်ပါတယ်အဲကျွန်တော်အောက်မှာရုံးခန်းဖွင့်ထားတဲ့ဆိုရှင်ပေါ်တက်လာပြီးတော့လည်းเนาะဟိုချင်းအနားယူတယ်လေ့ကျင့်ခန်းလုပ်လို့